စာနီတင်ချိုင်းဘရင်အပိုင်း73ဖုံးကွယ်ထားတဲ့အမှန်တရားတောထဲမှာလေကရုတ်တရက်အေးဆက်လာတယ်။တစ်ပင်အရွက်တွေလှုပ်ခါပြီးလေထဲမှာတင်းမာတဲ့တိတ်ဆိတ်မှုတစ်ခုပြန့်နှံ့လာတယ်။စာနီလက်ထဲကဓားကိုတင်းတင်းကင်ထားတဲ့သူ့မျက်လုံးတွေအေးဆက်နေတယ်။သူ့ရှေ့မှာအနက်ရောင်အဝတ်ဝတ်ထားတဲ့လူ၃ယောက်သူတို့လက်ထဲမှာဓားရှည်တွေတောက်နေတယ်။ဧကရီနောက်မှာရက်နေပြီးစိတ်လှုပ်ရှားနေတယ်။သူမမျက်လုံးတွေဇာနီပေါ်မှာပဲရှိနေတယ်။ဇာနီသူမအတန်နည်းနည်းတုန်နေတယ်။ဇာနီမလဲ့ပဲပြောလိုက်တယ်။မကြောက်နဲ့ငါရှိတယ်။အနက်ရောင်လူတစ်ယောက်ရဲလိုက်တယ်။မင်းကအယမ်းယုံကြည်မှုရှိနေတယ်။သူဓားကိုမြှောက်လိုက်တယ်။ဒါပေမဲ့ဒီနေ့မင်းမလွတ်ဘူး။အဲ့ဒီစကားနဲ့သူတို့၃ယောက်တပြိုင်နက်တည်းပြေးဝင်လာကြတယ်။ရှူးဓားတွေလေထဲမှာတောက်နေတယ်။ဒါပေမဲ့ဇာနီမလွတ်ဘူး။နောက်တစ်စက္ကန့်မှာရှက်ဓားတစ်ချက်လှည့်ခုတ်လိုက်တယ်။အလင်းတန်းကြီးတစ်ခုထွက်သွားတယ်။ဒုံအနက်ရောင်လူတစ်ယောက်လေထဲကနေပြုတ်ကျသွားတယ်။ကြံတဲ့နှစ်ယောက်မျက်လုံးကျဲသွားတယ်။ညံလိုက်တာဇာနီအတန်နှိမ့်နှိမ့်နဲ့ပြောလိုက်တယ်။ငါနဲ့တိုက်ချင်ရင်ဒီလောက်မလုံလောက်ဘူး။နောက်တစ်ယောက်អော်လိုက်တယ်။မင်းမှန်တက်မနေနဲ့သူလက်ထဲကဓားကိုတိုက်လိုက်တယ်။ဇာနီဘေးကိုချော်ပြီးရှက်ဓားတစ်ချက်နဲ့သူ့လက်ကဓားကိုပစ်ချလိုက်တယ်။နောက်တစ်ချက်ဖုံးအဲ့ဒီလူမြေကြီးပေါ်ကိုပြုတ်ကျသွားတယ်။နောက်ဆုံးကြံတဲ့တယောက်နောက်ကိုဆုတ်သွားတယ်။သူ့မျက်လုံးထဲမှာကြောက်ရွံ့မှုပေါ်လာတယ်။မင်းတကယ်တင်ချိုင်းဘရင်ပဲ။ဇာနီဓားကိုသူ့စီတိုက်ထားတယ်။ဘသူမင်းတို့ကိုလွှတ်လိုက်တာ။အဲ့ဒီလူခဏတိတ်သွားတယ်။ပြီးတော့ရဲလိုက်တယ်။မင်းမကြခင်သိမယ်။ချက်ချင်းသူ့ခန္ဓာကအနက်ရောင်မီးခိုးဖြစ်ပြီးပျောက်ကွယ်သွားတယ်။တောထဲမှာတိတ်ဆိတ်မှုပြန်ဖြစ်သွားတယ်။ဇာနီမျက်လုံးတင်းသွားတယ်။အမှောင်မှန်တမ်းဧကရီဖြည်းဖြည်းသူ့နားကိုလာတယ်။ဇာနီသူမမျက်လုံးတွေစိုးရိမ်နေတယ်။မင်းတင်ချိုင်းဘရင်ဆိုတာအမှန်လားဇာနီခဏတိတ်သွားတယ်။သူဓားကိုပြန်ထည့်လိုက်တယ်။ပြီးတော့ဖြည်းဖြည်းလှည့်ကြည့်လိုက်တယ်။သူ့မျက်လုံးထဲမှာအလေးနဲ့တစ်ခုရှိနေတယ်။ဟုတ်တယ်။ဧကရီမျက်လုံးကျဲသွားတယ်။ဇာနီဆက်ပြောလိုက်တယ်။ငါကတင်ချိုင်းနယ်မြေကိုကာကွယ်တဲ့သူအမှောင်နက်ဖျားနဲ့တိုက်ခဲ့တဲ့သူဧကရီတိတ်သွားတယ်။သူမစိတ်ထဲမှာအံ့ဩမှုကြောက်ရွံ့မှုစိတ်လှုပ်ရှားမှုအလုံးရောနေတယ်။ဒါဆိုမင်းအနေရများတဲ့လူပဲ။ဇာနီခေါင်းညှိလိုက်တယ်။ဟုတ်တယ်။ဒါကြောင့်သူနည်းနည်းဝမ်းနေသလိုပြုံးလိုက်တယ်။မင်းငါနဲ့မနေသင့်ဘူး။ဧကရီမျက်လုံးကျဲသွားတယ်။ဘာ။ဇာနီနောက်ကိုလှည့်လိုက်တယ်။ငါအနားမှာနေရင်မင်းအနေရရှိမယ်။ဧကရီခဏတိတ်သွားတယ်။ပြီးတော့သူမရုတ်တရက်អော်လိုက်တယ်။မဟုတ်ဘူး။ဇာနီလှည့်ကြည့်လိုက်တယ်။ဧကရီမျက်လုံးထဲမှာမျက်ရည်တောက်နေတယ်။မင်းဘသူဖြစ်ဖြစ်ကျမမကြောက်ဘူး။ဇာနီတိတ်သွားတယ်။ဧကရီဆက်ပြောလိုက်တယ်။မင်းအနေရရှိတယ်ဆိုရင်ကျမမင်းနားမှာရှိမယ်။လေထဲမှာတိတ်ဆိတ်မှုတစ်ခုပြန်ဖြစ်သွားတယ်။ဇာနီရင်ထဲမှာထူးဆန်းတဲ့ခံစားချက်တစ်ခုလှုပ်ရှားလာတယ်။သူဖြည်းဖြည်းပြောလိုက်တယ်။ဧကရီနီးကပ်လာတယ်။ဘာလဲ။ဇာနီသူမကိုတိတ်တိတ်လေးကြည့်နေတယ်။မင်းတကယ်မကြောက်ဘူးလား။ဧကရီနည်းနည်းပြုံးလိုက်တယ်။မင်းရှိရင်မကြောက်ဘူး။လေကဖြည်းဖြည်းတိုးနေတယ်။တောထဲမှာငှက်တံတွေပြန်ကြားလာတယ်။ဇာနီမတိမတာပြုံးလိုက်တယ်။ဒါပေမဲ့အဝေးဆုံးအမှောင်ထဲမှာအရိပ်တစ်ခုရက်နေတယ်။သူ့မျက်လုံးတွေအနက်ရောင်တောက်နေတယ်။ဇာနီသူအတန်နှိမ့်နှိမ့်နဲ့ပြောလိုက်တယ်။နောက်ဆုံးတော့မင်းကိုတွေ့ပြီ။လေထဲမှာအမှောင်စွမ်းအားတစ်ခုပြန့်နှံ့လာတယ်။ဇာနီမသိသေးတဲ့အန္တရာယ်ကြီးတစ်ခုသူ့စီကိုလာနေပြီ။ဆက်ရန်